တန်ရှင်းလို့ပြောလိုက်တာနဲ့လူအများစုမြင်ကြတာကတပြက်စီးလဲတာကြမ်းတိုက်တာမိဘူးတိုက်တာအဝိရှော်တာဒါတွေကိုပြင်းမြင်ကြတယ်ပေါ့နော်တကယ်တော့ professional cleaning ဆိုတာဒီထက်အများကြီးကိုကွာခြားပါတယ်ဟုတ်ကဲ့ကျွန်မနာမည်မျိုးမော်ပါလက်ရှိ Clean Pro မှာကျွန်မ founder CEO ရာထူးနဲ့တာဝန်ထမ်းဆောင်နေပါတယ်တကယ်တော့တန်ရှင်းရေးကိုစနစ်တကျနားမလည်လို့တော့၎င်းမသိလို့တော့၎င်းဇရိတ်တစ်ခုရှိတယ်ဆိုပြီးတော့၎င်းကိုတက်တိနားလေသလိုကိုယ့်ရဲ့အစာဦးကိုလူနေထိုင်တဲ့နေရာတွေကို acid တွေသုံးတာကြီးချွတ်ဆေးတွေအမြောက်များသုံးပြီးတော့တန်ရှင်းရေးလုပ်လိုက်မိတာတွေရှိတတ်ပါတယ်အဲ့ဒီခါမှာကျမတို့ကတွေ့ဝိုက်တဲ့နည်းနဲ့ကုန်ကြနိုင်တဲ့ကုန်ကြစိတ်တွေအများကြီးရှိသွားတတ်ပါတယ်စောက်လို့ရေးပြီးလို့လူနေတော့မလားကျမတို့ Clean Pro ရှိပါတယ်စက်ရုံတွေကျမတို့ဒီ ISO ရထားတဲ့စက်ရုံတွေအနေနဲ့ audit စစ်တော့မယ် audit လာတော့မယ်ဆိုတဲ့အခါမှာ audit readiness operation တစ်ခုဖြစ်ဖို့အတွက် audit စစ်ဖို့အတွက်အားလုံးအဆင်သင့်ဖြစ်တော့တဲ့လုံလောက်တဲ့cleaning standard တစ်ခုရဖို့အတွက်ကိုကျမတို့တာဝန်ယူထမ်းဆောင်ပေးပါတယ်ဒါမျိုးလည်းကျမတို့လုပ်ပေးပါတယ်ကြွေပြားကြောက်ပြားအယောင်တင်တာကြီးချွတ်တာဒါတွေလည်းကျမတို့ Clean Pro ကလုပ်ပေးပါတယ်ကျမတို့ဒီ market ထဲမှာ2012ခုနှစ်ထဲရဆိုလို့ရှိရင်10စုနှစ်ကျော်တစ်ခုထိကျမတို့အောင်မြင်မြင်နဲ့ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်ဈေးကွက်အနေထားရဆိုရင်လည်းကျမတို့ client တွေရဲ့အမြင်တွေကအရန်ပြောင်းလဲသွားပြီအရင်တော့ဆိုရင်တန်ရှင်းရေးကိုငွေပေးပြီးလုပ်ရမယ်ဆိုတော့ sense ကိုသူတို့မရကြဘူးပေါ့နော်ကျမတို့ဒီ market ကိုကျမတို့ educate လုပ်ရတဲ့ကာလကတည်းကအပိုင်းခြားတစ်ခုရှိခဲ့တယ်ပေါ့အစဲစုနှစ်ကျော်ကာလမှာကျမတို့အတွေ့အကြုံရပြောရရင်ကျမတို့အလုံးအနှံနဲ့ကျမတို့ရဲ့ဧည့်သည်ကြီးတွေကျမတို့ရဲ့ဖောက်သည်ကြီးတွေကလည်းသူတို့ရဲ့အတွေးခေါ်တွေအယူဆတွေပြောင်းလဲသွားကြပြီဖြစ်တယ်ပေါ့နော်အရင်တော့ဆိုရင်တော့ဒီတန်ရှင်းကိုပတ်စံပေးပြီးလုပ်ရမယ်ဆိုတဲ့အထိကိုသူတို့ဒါမစင်စားကြဘူးဒါကိုပတ်စံအကုန်မခံဘူးပေါ့ကျမတို့ရဲ့ကာချာအရလည်းမြန်မာနိုင်ငံရဲ့ကာချာအရလည်းတန်ရှင်းရကိုယ်တိုင်လုပ်ကြမယ်ဆိုတဲ့စိတ်တစ်ခုရှိကြတာပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့client တွေရဲ့အတွေးအမြင်အယူဆတွေလည်းပြောင်းလဲသွားပြီဖြစ်တယ်ပမာဏအားဖြင့်လည်းပမာဏတစ်ခုထိသူတို့အသုံးပြုကြတယ်ပေါ့နော်အဲ့တော့ဒီ professional cleaning service တွေရဲ့အလေလွင့်နေတာတွေเนาะအချိန်မကုန်လူမပင်ပန်းမဲနဲ့တန်ရှင်းတောက်ပြောင်သွားတာကိုသူတို့လက်ခံလာကြပြီမြင်လာကြပြီဖြစ်ပါတယ်ကျွန်တော်တို့အခုဆိုရင် construction project ကြီးတွေကျွန်တော်တို့ဝင်နေတာတွေအများကြီးရှိတယ်ပေါ့နော် post construction clean up ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့စောက်လုပ်ရေးကြီးတွေဥပမာ residential တွေဆိုရင်လည်းစောက်လုပ်ရေးကြီးတွေလုပ်ပြီးတဲ့အခါမှာကျွန်တော်တင်းနဲ့တွေကိုပြန်ပြီးတော့အခန်းတွေမအပ်ခင်တော့၎င်းဒီ construction project ကြီးတစ်ခုလုံးကလူနေလို့ရတဲ့အထိတောက်ပြောင်တန့်ရှင်းသွားတဲ့အထိတန့်ရှင်းလုပ်ဖို့ဆိုရင်တကယ်တမ်း professional cleaning service တွေမဟုတ်ဘူးဆိုလို့ရှိရင်ခက်ခဲတွေအများကြီးရှိပါတယ်လူအင်အားတွေရှိတယ်ဆက်တွေဆေးတွေဒါတွေအကုန်လုံးရှိရပေါ့နော်ဆိုတော့ကျမတို့လို professional cleaning company တွေကိုငှားတဲ့အခါမှာအချိန်ကုန်တက်တာသွားတယ်လူတွေရောလုပ်အားတွေအများကြီးတက်တာသွားတယ်เนาะဆုံးရှုံးမှုတွေလည်းအများကြီးနည်းသွားတယ်ပေါ့ဆုံးရှုံးမှုဆိုတဲ့နေရာမှာတော့ကျမတို့ကဒီ cleaning chemical တွေမှားလို့ cleaning agent တွေမှားလို့ကြွေပြားတွေအကွက်သွားတာ steel တွေမဲသွားတာဒါမျိုးတွေလည်းမဖြစ်နိုင်တော့ဘူးပေါ့နော်အခုလို project တွေနဲ့လုပ်တဲ့အခါမှာကျမတို့က technical skill တခုပဲလိုအပ်တာမဟုတ်တော့ပါဘူးကျမတို့က collaboration လုပ်ရတယ် project manager တွေเนาะဒီ vendor တွေ contractor တွေနဲ့ကျမတို့စကားပြောရတယ် schedule တွေညှိရတယ်အချိန်တွေအများကြီးဟိုပါပေါ့နော်ဒီ project timeline ကြီးတခုပြီးဖို့အတွက်ကိုကျမတို့ cleaning service တွေကလည်းvendor အရေးကြီးတဲ့ vendor အခန်းကဏ္ဍကနေကျမတို့ပါဝင်ပြီးတော့လုပ်ပေးပါတယ်အဲ့တော့ဈေးနှုန်းတစ်ခုကုန်ကြတယ်ဆိုပေမဲ့တကယ်တမ်း professional cleaning ဝင်ပြီးတဲ့အခါမှာလူနေအိမ်ဖြစ်ဖြစ်စက်ရုံကြီးဖြစ်ဖြစ်เนาะ resident တွေဖြစ်ဖြစ်တကယ်ကိုစိတ်ချမ်းသာမှုအပြည့်အဝရမှာဖြစ်ပါတယ်ဒါကြောင့်ဈေးတစ်ခုတည်းမကြည့်ပါနဲ့ဈေးကွက်ထဲမှာ mature ဖြစ်တဲ့ collaboration ကောင်းကောင်းနဲ့တကယ်ကို professional ဆန်တဲ့တန်ရှင်းဝန်ဆောင်မှုကုမ္ပဏီနဲ့လှုပ်ကြဖို့ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်